ကိုကိုတိုင်းလုတ်တက်လို့ဝေဖန်တာပေါ့ ကြည့်မယ်ကြည့်မယ်ထူခဏပြောရချင်တော့ကဲပထမဆရာသွားပြီဆိုရင်ဒုတိယဆရာလာပြီအားလုံးလိုက်ကြည့်တာဟုတ်ပါဘူးတင်ပေးမယ်လေလွတ်သမောင်းဒါလေးဖွင့်လိုက်သမောင်းဒီမှာသိနေတယ်ခုမောက်တိုက်ခိုက်နေပြီကွာ ဘယ်လိုတက်ခဲ့လို့လဲ ဒီမှာဒီကောင်ကပြောပြထားတယ်ကွန်တိန်နာကိစ္စပဲသူကခုဇွတ်တင်းကြီးဝင်နေတယ် ကိုကစီယံပေးထားပြီဆို ဆံပေးတော့ပေးတာပဲကွာဒါပေမဲ့ तू ကအဲ့လူနဲ့ပုံပြရင်းနေတယ် तू ကအရင်ပြောထားတာတဲ့ဒီတိုင်းနဲ့ तू ကတော့ဆံမပေးရဘူး ကိုကစီယံပေးထားတာပဲဟုတ်သူများเจ้าနဲ့ကောင်းနဲ့ထုတ်လိုက်အရေးကြီးတာအဲ့ဒီပစ္စည်းတွေကိုလက်ထဲရောက်ထားဖို့လိုတယ်အဲ့တော့ဆိုင်ကအမြန်ဆုံးဖွင့်ဒါမှမဟုတ်ရင်အဲ့ဒီပစ္စည်းတွေထားဖို့ကိုတော်တစ်လုံးအမြန်ဆုံးရှာငါ ဒီလေအဲ့ကိုမှအဆက်အသွယ်မရှိလို့ထူးစီကိုလာတာပဲလူသမောင်ထူးရယ်ကုညီသားမောင်ဒီကောင်နောက်ရက်တာနဲ့ကိုခေါင်းတွေကိုပူတူနေဘာမှစဉ်းစားလို့မရဘူး အဲ့အစပဲရှိသေးတယ်အလုံးလို့ရင်ဒါတွေတွေ့ရမှာပဲဒါပေမဲ့ခေါင်းထဲမှာမြင်းမြင်းမှတ်ထားဘသူကတိုက်ခိုက်ကိုကနိုင်အောင်ချဒါပဲမှတ်ထားဘသူမှတုံလို့စရာအကြောင်းမရှိဘူးနော်ဟုတ်ပြီအဲ့တော့ဘာလို့ဝင်ကောင်းမလဲနေရောတင်းနှန်းသွားဖြုတ်မယ်ပြီးတော့ထူလိုက်ခဲ့ ခုမှပဲစေးအေးသွားတော့ထူရနှုတ်ဝင်လေးငါဥစ္စာကြီးချောင်းနေထူရဲ့ကျေးဇူးတွေကလေငါပေါ်မှာရှစ်ပင်းရှည်နေကွာ အပူတွေပြောင်းနေမှလည်းသူများရှာပေးနေရတဲ့အစီအပြေဖြစ်သွားပြီလေဆိုရင်ဒီရကိုဝန်တာနေ ဒီလိုတမလေးကိုထူးဘက်ဆုံးကျွမ်းတယ်ဆိုတော့လက်ခံနေကြ လာပြန်ပြီတယောက် ဟောနေရာကွက်ကွင်းလဲကောင်းတယ်ကစတမာတွေတက်သွားတာလဲလွယ်တယ်အားကြောင့်ငါကွာအားကွက်တွေငါပြောသားပဲ အဲ့ဒီအပြောရင်းနဲ့သူများညာခိုင်းနေဒီမှာအလုံးအားပါဘူးဆိုနေမှလေနေမြန်မာပြည်ပြောင်းလာတာငါစီးပွားဖြစ်တယ်ဒီကအလုပ်ကိုကောင်းအောင်မလုပ်အောင် အဲ့ဒါလည်းသဘောမထားပါနဲ့ထူရဲ့ကိုထူးစီဝါပြတ်မပြတ်တော့မသိကျွန်တော်ဆရာကိုသိန်းနိုင်တော့ခုလောက်ဆိုသူ့ရဲ့စူးနေလောက်ဘာဖြစ်လို့ဆိုတော့ तू ဒီကွင်းကိုအမိရလိုက်နေတာ တတ်မှန်တို့လွတ်တာဘယ်သူတော့ဖြစ်နစ်နာစေဘယ်သူတော့ဖြစ်ဆုံးရှုံးစေဆိုတော့စိတ်မျိုးမပါဘူးတို့ကကိုလို့ရှိတဲ့အလုပ်ကိုဖြစ်အောင်လုပ်မယ်ဆိုဖြစ်အောင်ကိုလုပ်တာကိုလုပ်တဲ့အလုပ်ကိုအောင်မြင်အောင်လုပ်မယ်ဆိုတဲ့စိတ်ဒါပဲခေါင်းရင်းရှင်လူညံ့တဲ့လူခံတို့ပြင်ပါဘူး ဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ကိုထူးရဲ့ idea တွေမိဖို့ကျွန်တော်တို့ရဲ့အုံနောက်တွေလေ့ကျင့်ကလုပ်ပြရအောင် လှုပ်များများလှုပ်ငါမကောင်းဘူး တော်ပြီကိုသိမ့်မြေတော်ပြီခင်ဗျာဘာမှထပ်မပြောနဲ့တော့ဗျာခင်ဗျာဂတိတစ်လုံးဖြတ်လိုက်တာကျွန်တော်စီးပွားတစ်ဝက်လောက်ထိခိုက်သွားတယ်ဗျာခင်ဗျာအဲ့ဒါနားလေခင်ဗျာလိုလူမျိုးနဲ့ဆက်ပြီးလုံးလုံးနေတယ်ကျွန်တော်တို့ဘာမှအကျိုးရှိမှာမဟုတ်ဘူးအဲ့တော့ခင်ဗျာကိုကျွန်တော်တစ်ခါလေးပြောလိုက်မယ်ခင်ဗျာကျွန်တော်လည်းတော့ဆက်